အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ပီဇာစားကျင်လို့မီးသွေးကောက်ပြီးငွေစုတဲ့ညီကိုအကြောင်းကိုရိုက်ကူးထားတဲ့ဒရမာရုပ်ရှင်ပဲဖြစ်ပါတယ်ရုပ်ရှင်လေးတွေကဇက်ကောင်နှစ်ယောက်ကတော့ဂျက်နဲ့မတ်ပဲဖြစ်ပါတယ်သူတို့ဟာစင်းရဲသားရက်ွက်တစ်ခုမှာနေထိုင်တဲ့ညီကိုတွေဖြစ်ပါတယ်သူတို့ရဲ့ဖေဖြစ်သူကထောင်ကျနေတော့တမိသားစုလုံးကမိလုဆာပေါ်မှာမိခိုနေရတယ်ကျောင်းသားဖို့မတက်နိုင်တဲ့အတွက်မိရထားလမ်းပေါ်မှာပဲပြုတ်ကျနေတဲ့မိသွေးတွေကိုကောက်ပြီးဒိုက်ကိုပြန်သွင်းနေအာဟာရပြည့်ပြည့်ဝဝမစားနိုင်ပေမဲ့သူတို့ရက်ွက်ထဲကအပင်တစ်ပင်ကိုသွားတယ်ကြီးကန်းတိုက်ထဲကဥကိုနှိုက်ပြီးတော့တောက်တယ်ဥတွေများကြီးတောက်လိုက်ရင်ငှက်တွေပြောင်းသွားမှာကိုစိုးရိမ်တဲ့အတွက်တစ်ခါတောက်ရင်နှစ်ဥပဲတောက်ရပါတယ်ဒီဥတွေကပဲသူတို့ကိုဟာတက်တက်တွေပြီးဆွဲနေတာပါဂျက်ကအမြဲတမ်းပင်မော်တက်ပြီးဥတွေကိုသွားယူလေးရှိတယ်ကြီးကန်းတိုက်ရှိတဲ့ပင်ဟာမိုက်ပုံနာမှာတည်ရှိတယ်အမိုက်ပုံဟာသူတို့လိုကလေးတွေအတွက်တော့ကစားကွင်းကြီးပါပဲတနေ့မှာတော့တာဝန်ရှိတဲ့သူတွေကမိုက်ပုံတွေကိုလူဝင်ခွင့်ပိတ်ပင်လိုက်တယ်သူတို့ရဲ့ဟာတက်တက်ရရှိရာနိဗ္ဗာန်မုံကြီးရဲ့နားတောင်ကက်လို့မရတော့ပါဘူးအမိုက်ပုံကိုဖျက်သိမ်းလိုက်ပြီးတဲ့နောက်အဲ့ဒီမြေနေရာပေါ်မှာပီဇာဆိုင်တစ်ဆိုင်ကိုဖွင့်တယ်ဆိုင်ဖွင့်တဲ့နေ့တစ်နေ့မှာပဲဆယ်လီတယောက်ကပွဲတက်လာပြီးအားလုံးရှိမှစားပြတယ်ဆယ်လီကစားပြလို့ဂျက်တိုညီကိုလည်းပျော်ရွှင်နေတယ်ပီဇာတစ်ချက်ကိုရူပီ300နဲ့ရောင်းတာပါညီကိုနှစ်ယောက်ကတစ်နေ့ကိုခြေတုံအောင်ရှောက်ပြီးမိသွေးကောက်မှ10ရူပီပဲရတာပါတကယ်လို့ပီဇာစားခြင်းရင်ဘာမှမစားပဲတစ်လလောက်ပတ်ဆက်ဆိုရပါမယ်TV မှာပီဇာပုံလာရင်လည်းသူတို့တွေကမျှော်နေရလိမ့်ရှိတယ်တနေ့မှာတော့ပီဇာဒလီပို့တဲ့ကောင်လေးကလမ်းထဲကိုရောက်လာတယ်အင်္ဂလိပ်စာကိုမေးတဲ့အခါပီဇာအနှံ့ကိုရှုခိုင်းမှအင်္ဂလိပ်စာကိုပြောပြမယ်လို့ညှိလိုက်တယ်ဒါနဲ့ပဲပီဇာရဲ့အနှံ့ကိုရှုလိုက်ရတယ်အနီးကပ်မြင်လိုက်ရတော့အရင်ကတည်းကပိုစားကျင်လာမိတယ်ပတ်စံကိုတက်နိုင်သမျှမြ мян စုဖို့ကြံစီတယ်အဲ့နောက်မှာတော့ပေါ်လို့ခေါ်တဲ့လူတယောက်နဲ့ဆုံတော့ရင်ဖွင့်ဖြစ်တယ်ပေါ်ကမိရထားဝန်ထမ်းတယောက်ပါပေါ်တို့လိုဝန်ထမ်းတွေကပြုတ်ကျတဲ့မိသွေးတွေကိုကောက်ပြီးကိုတောင်ထဲမှာတင်ထားတယ်ကိုတောင်ကိုမြင်သွားတဲ့အခါညီကိုနှစ်ယောက်ကရမ်းပျော်သွားတယ်အချိန်ကြာကြီးမိသွေးကောက်စရာမလိုပဲအဲ့ဒီမိသွေးတွေကိုကောက်ပြီးထိုင်သွားသွင်းတော့ရဲအနေငယ်တွင်ရူပီ300ရရှိသွားတယ်ပတ်စံ300ကိုလက်ထဲချစ်ချစ်ပအောင်ဆုပ်ပြီးပီဇာဆိုင်ကိုချီတက်တယ်သူတို့ရဲ့တွေ့မြင်ကိုကြည့်ပြီးလုံခြုံရေးကအထဲဝင်ခွင့်မပြုပါဘူးဝယ်စားဖို့ပတ်စံရှိတာတောင်ဝယ်မစားနိုင်တဲ့အကြောင်းရင်းကိုတွေးကြည့်တယ်ပေါ်ကိုသွားမိတဲ့အခါမှာတော့သူတို့ကစင်းရဲသားရက်ွက်ကဖြစ်ပြီးဝယ်စားတွေကိုလည်းမတော်တဲ့အတွက်ဝင်ခွင့်မပြုတာဖြစ်ကြောင်းသိလိုက်တယ်အဝယ်စားတစ်တွေဝယ်ဖို့အတွက်ကိုတော်ကမိသွေးတစ်တွေရောင်းချင်နေတယ်ဒါပေမဲ့သူတို့ကမိသွေးပေးတာအထက်ကရိပ်မိသွားတာမို့ပေါ်ကလုံဖြုတ်ခံလိုက်ရတယ်အခုကစပြီးပတ်စံရဖို့သူတို့ကိုယ်တိုင်လှုပ်လို့ရမယ်ဆိုတာသဘောပေါက်သွားတယ်။နေရန်တွေကိုစင်းကားတုတ်ပေးတာလို့ခြားအလုပ်တွေကိုစူးစမ်းပန်းစားဆက်လုပ်လိုက်တာရဲ့အနေငယ်တွင်မှာပဲနောက်ထပ်ရူပီနီယာကိုထပ်ဆွမိသွားတယ်။အင်ဂျီအစ်သွားဝယ်ဖို့ shopping mall ရှိကိုရောက်တယ်။အထဲကိုမဝင်ရဲတာမို့လို့ပြင်ဘက်မှာရက်နေမိတယ်။ချမ်းသာတဲ့မိသားစုတစုကမော်ရဲကနေပြန်ထွက်လာတယ်။လမ်းမေးဆိုင်ကမုတ်ကိုစားခြင်းပေမဲ့အဖေကလမ်းမေးစာဖြစ်နေလို့ဝယ်မကြွေးပါဘူး။အဖေဖြစ်သူကားသွားထုတ်နေတဲ့ချိန်ဂျက်တို့ကအိတ်ကောင်လေးနဲ့တွားညှိတယ်မုတ်ဝဲကျင်းမဲ့ဆိုရင်အင်ဂျီကိုပေးခဲ့ရမယ်လို့ဆိုတယ်သူတို့အင်ဂျီအစ်တွေရသွားတဲ့အခါစတိုင်ရှိနဲ့ပီဇာဆိုင်ကိုပြန်သွားတယ်သူတို့သွားနေတဲ့ပုံကိုစင်းရဲသားရက်ွက်ကတခြားကလေးတွေကလည်းမြင်နေရတယ်ယုံကြည်မှုပြည့်နဲ့သွားပေမဲ့သူတို့ကိုစင်းရဲသားရက်ွက်ကမှမှတ်မိနေတဲ့လုံခြုံရေးကဝင်ခွင့်မပေးပါဘူးအင်ဂျီအစ်တွေလဲပြီးတာတောင်ဝင်ခွင့်မပြုတဲ့အတွက်ညီကိုကရမ်းအံ့ဩနေတယ်လုံခြုံရေးနဲ့ညီကိုနှစ်ယောက်စကားပြောတဲ့တန်ကကျဲလာတော့ဆိုင်ရှင်ကပါကြားသွားတယ်ဆိုင်ရှင်ကတော့စကားနဲ့ပြောမနေပဲညီကိုနှစ်ယောက်ကိုပပိတ်ရိုက်လိုက်တယ်ဒီမြင်ကွင်းကိုဗီဒီယိုရိုက်နေတဲ့သူတွေလည်းရှိပါတယ်တငယ်ချင်းတွေကသူ့ကိုလှောင်ရီတာမို့ဂျက်ကရမ်းရှက်သွားတယ်စိတ်ပြတ်သွားလို့အင်ကိုပြေးပြန်လာတဲ့ချိန်ဖွာဆုံးတာနဲ့တက်တက်တိုးတယ်အိမ်ဒီချင်းတွေနဲ့မေဖြစ်သူကငိုနေကြပါပြီစီယန်သားရက်ွက်ကနာရွေးတွေကရိုးရှင်းပါတယ်စုံတဲ့နေ့မှာပဲသူချိုကြတာပါညီကိုနှစ်ယောက်ကိုအမေကနာရေးရှိလို့ရေချိုးခိုင်းတယ်ဘောင်းမီအိတ်ကက်ထဲကထွက်လာတဲ့ပီဇာဆိုင်လက်ကန်းစာဆောင်ကိုမြင်ပြီးတဲ့နောက်လုံးချပြစ်လိုက်တယ်အဲ့နောက်မှာတော့နာရေးကိုဆက်လုပ်ကြတယ်သူတို့ညီကိုနှစ်ယောက်ရဲ့ဗီဒီယိုကိုသတင်းသမားတစ်ယောက်ကမြင်သွားတယ်ဗီဒီယိုကို TV မှာလွှင့်လိုက်တဲ့အခါသတင်းကဟော့ဖြစ်သွားတယ်စီးရဲသူနဲ့ချမ်းသာသူတွေကြောင်းကွာချက်ချက်တွေကလူများကြားမှာဝေဖန်စရာတွေဖြစ်လာတယ်ညီကိုနှစ်ယောက်ကလည်း TV မှာသူတို့ပါလာတဲ့အတွက်မေဆူမာကိုစိုးရိမ်ပြီးတော့ထွက်ပြေးတယ်အမေကတော့သားတွေကိုကြည့်ပြီးမျက်ရည်ကျမိပါပြီပီဇာဆိုင်ပန်ရှင်ကသူ့ဆိုင်ကိုဝေဖန်ခံရမှဆိုတဲ့အတွက်ချက်တို့ညီကိုဖိတ်ခေါ်ပြီးပီဇာကျွေးမွေးတယ်ညီကိုနှစ်ယောက်ကပီဇာကိုစားပြီးတဲ့အခါစိတ်ထဲမှာရမ်းကြီးမပျော်ပါဘူးအရန်ကိုစားကျင်နေတဲ့ပီဇာဖြစ်ပေမဲ့ဖွားလုပ်တဲ့ပန်ကိတ်လောက်မကောင်းဘူးလို့ဆိုတယ်ညီကိုနှစ်ယောက်ကရောင်ရဲတင်းနေနိုင်မှုဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကိုနည်းငယ်သဘောပေါက်လာရင်ဒီဇက်လန်လေးကဒီမာရီမဲတခန့်ရသွားပါတော့တယ်နောက်နေ့တွေမှာတင်ဆက်မဲ့ဗီဒီယိုကောင်းကောင်းလေးတွေကိုကြည့်ရှုနိုင်မှုအတွက် channel ကိုပြန်လာဖို့ဖိတ်ခေါ်လိုက်ပါတယ်